ဒီအကောင်ကြီးသာနိုးလာခဲ့မယ်ဆိုရင်ကဘာပြက်ပြီလို့လူအများကပြောကြတယ်လို့ NASA ကလည်းဒီအကောင်ကြီးကိုနှိုးမိမှာဆိုလို့ရေအောက်စူးစမ်းလေ့လာမှုတွေကိုလုံးဝရစ်တန့်ခဲ့တယ်။အခုမြင်တွေ့နေရတဲ့ Sea Monster အကောင်ကြီးရဲ့နာမည်ကတော့ Leviathan လို့ခေါ်တယ်။ Leviathan ကအလွန်မင်းရက်စက်တဲ့တရဝါတစ်ကောင်ဖြစ်ပြီးတော့ရေအောက်မကောင်းဆိုးဝါတစ်ကောင်ဆိုရင်လည်းမမားပါဘူး။ Leviathan ရဲ့ခန္ဓာကိုယ်ဟာဆိုရင်အကအယံကဲ့သို့စီတန်းနေတဲ့အကြီးခွန်တွေခြုံထက်နေတဲ့သွားတွေအတောင်မပါတဲ့ငကားတစ်ကောင်ပုံစံနဲ့အတော်လေးဆင်နေဘေးနားမှာလည်းလက်တံလိုမျိုးအတက်တွေကဖွာထွက်နေလို့ဆိုတယ်။ Leviathan ကသူ့ရဲ့ပါးစပ်ထဲမှာအငွေ့ပြန်နေပြီးတော့ acid တွေကိုထုတ်လွှတ်နိုင်တယ်။မီးတွေတော့ထုတ်လွှတ်နိုင်တယ်လို့ဆိုတယ်။သူ့ရဲ့သားကောင်တွေကိုလောက်ကျွမ်းပြီးတော့သေစေနိုင်တယ်။ဒဏ်ရာအပြင်းအထန်ရစေနိုင်တယ်။သူ့ရဲ့မျက်လုံးကနေပြီးတော့အမြဲလီးနေပြီးတော့ပူပြင်းနေတဲ့အလင်းရောင်တွေထွက်နေတဲ့အတွက်ကြောင့်မလို့အကြည့်ရနဲ့နေပြာကျသွားနိုင်တယ်လို့ဆိုတယ်။အဲ့တော့ Leviathan ကတကယ်ရှိလားဆိုပြီးတော့မေးခွန်းတွေကိုမေးဖို့အတွက်ကိုအရန်စောပါသေးရဲ့။ Leviathan ကဒနာရီလာအကောင်တကောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့မှာ history တွေရှိတယ်တမိုင်းတွေရှိတယ်သူ့တမိုင်းရအောင်ကိုနေပြောပြခြင်းတယ်။ Leviathan ကလူသားတွေလုံးဝအနိုင်မယူနိုင်တဲ့အစွမ်းတတိအမျိုးမျိုးကိုပိုင်ဆိုင်ထားတဲ့ငကားကြီးတစ်ကောင်ဖြစ်တယ်။ဒနာရီတွေအဆိုရဆိုလို့ရှိရင် Leviathan ကကမ္ဘာသမုဒ္ဒရာတွေကိုတော့ထိန်းချုပ်နိုင်စွမ်းရှိပြီးတော့သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးရဲ့လှုပ်ရှားမှုကကမ္ဘာရဲ့ကုန်းမြေအကုန်လုံးကိုရေလမ်းမှုတွေဖြစ်ပေါ်စေနိုင်တယ်လို့ဆိုတယ်။ Leviathan ကဒနာရီထဲမှာဆိုရင်အထီးနဲ့အမားနှစ်ကောင်ရှိတယ်။နောက်ပိုင်းမှာသူတို့တွေကအထိန်ကိုမရှိဘဲနဲ့လောကကြီးကိုဖျက်ဆီးနေတဲ့အတွက်ကြောင့်မလို့ဖျားသခင်ကသူတို့ကိုဖျက်ဆီးပစ်ခဲ့တယ်။သူတို့နှစ်ကောင်ထပ်ပြီးတော့မျိုးမပွားနိုင်အောင်လို့အမကိုတော့တပ်ပစ်ခဲ့ပြီးတော့အထီးကိုတော့ဒဏ်ရာအပြင်းထန်ရအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်မလို့အထီးတစ်ကောင်ကဒဏ်ရာအပြင်းထန်ရပြီးတော့သမုဒ္ဒရာကျမ်းပြေအောင်မှလှဲလျောင်အိတ်ဆက်နေခဲ့တယ်။ဒါတွေကဒနာရီလာအဖြစ်ပြက်တွေမဟုတ်ဘဲနဲ့တကယ်ဖြစ်ခဲ့တာလားဆိုတာကိုဒီဘက်ခင်မှာတန်တရာဝင်စရာသတင်းတက်တဲ့ကြားလာရပါတယ်။အဲ့ဒီသတင်းတွေကတော့ NASA ဟာရေအောက်သုတေသနစမ်းသပ်မှုတွေကိုအများကြီးပြုလုပ်ခဲ့ပြီးတော့သူအဲ့လိုမျိုးပြုလုပ်နေစဉ်အတွင်းမှာပဲ Megalodon လိုမျိုးငမန်းမျိုးစိတ်အကြီးတွေသမုဒ္ဒရာအောက်မှာရှိနေတဲ့ရေတရဝါမျိုးစိတ်အစ်စ်တွေကိုအများကြီးရှာတွေ့ခဲ့။ NASA က1958မှာရေအောက်သုတေသနတွေကိုစလုပ်ခဲ့ပြီးတော့2008မှာတော့ဒီစူးစမ်းလေ့လာမှုတွေကိုဘာဖြည့်ရှင်းချက်မှမပေးဘဲနဲ့အချက်ချင်းရပ်တန့်ပစ်ခဲ့တယ်။လူတွေက